ဒီနေ့ကိုယ့်ရဲ့ညီလေးတွေကိုချစ်စွေပြောမယ့်အကြောင်းကတော့ကွာတကယ်တော့ဘဝမှာအောင်မြင်ဖို့ဆိုလို့ရှိရင်လေသခင်စိတ်ဓာတ်ရှိဖို့လိုတယ်ကွာကျွန်းစိတ်ဓာတ်ရှိတဲ့သူတွေကလေဘယ်တော့မှဘဝမှာအောင်မြင်တယ်ဆိုတာမရှိဘူးဒါကြောင့်မလို့သခင်စိတ်ဓာတ်ရှိမှဘဝမှာအောင်မြင်တာဖြစ်တယ်သခင်စိတ်ဓာတ်ရှိဖို့ဆိုလို့ရှိရင်ခေါင်းဆောင်ကောင်းတယောက်ဖြစ်ဖို့လိုတာပေါ့ခေါင်းဆောင်ကောင်းတယောက်ဖြစ်ဖို့ဆိုလို့ရှိရင်တော့တို့တွေနောက်လိုက်ကောင်းတယောက်ဖြစ်အောင်အရင်သင်ယူရမှာပဲဖြစ်ပါတယ်ဒါကြောင့်မလို့ဒီကနေ့ချစ်စွေပြောမယ့်အကြောင်းအရာလေးကလည်းမင်းနောက်တစ်ချိန်မှာခေါင်းဆောင်ကောင်းတယောက်ဖြစ်ရှင်နေဆိုရင်ဒီကနေ့မှာနောက်လိုက်ကောင်းတယောက်အဖြစ်သင်ယူပါဆိုတဲ့ဇလန်းလေးဖြစ်တယ်ကွာအဲ့ဒါကတော့ဒီလိုကွာဟိုတုန်းကချင်းသေးကြီးရဲ့တကောင်အနာမို့ရေခွေးတယောက်တကောင်ဟာလာပြီးတော့အဆွေချင်းသေးမင်းကျွန်ုပ်အချွေချင်းသေးမင်းရဲ့အနာမှာနေပါရစေလို့လာပြီးတော့တောင်းပန်တဲ့အခါကျတော့ချင်းသေးကြီးကလည်းသူကလည်းအသက်ကလည်းကြီးပြီးတောက်တုံမရလေးခိုင်းအောင်အဲ့တော့မင်းနေချင်းနေဆိုလို့ရှိရင်လည်းနေပေါ့ကွာဆိုပြီးတော့သူ့ကိုခွင့်ပြုလိုက်တဲ့အဲ့တော့လာပြီးတော့ချင်းသေးကြီးရှိမှနေချင်းလို့ခွင်တောင်းတဲ့မြေခွေးရဲ့ရည်ရွယ်ချက်ကတော့နံပါတ်1ကဘာလဲဆိုတော့ तू ကခုလိုမျိုးချင်းသေးကြီးနာမှာနေတယ်ဆိုလို့ရှိရင်သူ့ရဲ့အသက်အန္တရာယ်လည်းလုံခြုံမဲ့ပေါ့ကွာနံပါတ်2ကတော့ဘာလဲဆိုတော့ချင်းသေးကြီးရှားပွေစားသမျှကိုသူကလည်းစားရမှာဖြစ်တဲ့အတွက်သူ့ဘဝမှာပင်ပင်ပန်းပန်းနဲ့ဘာတစ်ခုမှအားစိုက်စရာမလိုဘဲနဲ့အလိုလိုနေနဲ့သူအစာစားရမယ်ဆိုတဲ့အတွေးကလည်းရှိလေတယ်ကွာနံပါတ်3ကတော့ဘာလဲဆိုတော့ချင်းသေးကြီးကိုအများသူငါတွေကဝိုင်းပြီးတော့လေးစားကြတဲ့အခါလေးစားရတာဖြစ်တဲ့အတွက်ချင်းသေးကြီးနောက်ကနေသူကလိုက်လို့ရှိရင်အခြားသူတွေကလည်းသူ့ကိုချင်းပြောမယ်ဆိုလို့ရှိရင်တော့အထင်ကြီးကြမယ်လေးစားကြမယ်အားကြကြမယ်ဆိုတဲ့ခက်ညံ့ညံ့အတွေးတွေနဲ့ချင်းသေးကြီးအနာကိုချင့်ကပ်ပြီးတော့လာနေတာပဲဖြစ်တယ်ကွာအဲ့တော့တနေ့မှာတော့ချင်းသေးကြီးကအသက်ကလည်းကြီးယောဂကလည်းဖြစ်နေကြမှာမကြမ်းဖြစ်တဲ့အခါကျတော့သူ့ရဲ့တပည့်ကိုခေါ်တယ်အဲ့တော့တပည့်ကြီးတို့နှစ်ယောက်စားဖို့အတွက်ကိုမင်းသွားပြီးတော့အစာရှာခဲ့ရေလို့ခိုင်းလိုက်တဲ့အခါကျတော့မြေခွေးကလည်းထွက်လာခဲ့တယ်ထွက်လာရင်လည်းသူကလည်းလမ်းမှာစဉ်းစားတယ်အဲ့တော့ချင်းသေးရောသူကနှစ်ယောက်သလုံးဝဖို့ဆိုလို့ရှိရင်တောင်းသားကောင်နဲ့မဖြစ်နိုင်ဘူးလေအဲ့တော့သားကောင်ကြီးမှဖြစ်မှာဒါပေမဲ့သူ့ရဲ့ခွန်အားပလာနဲ့သားကောင်ကြီးတာကိုဖမ်းဖို့ဆိုတာလည်းမဖြစ်နိုင်ဘူးဒါကြောင့်မလို့သူကအကြံဉာဏ်ကိုထုတ်သုံးရတော့တာပေါ့အဲ့မှာလမ်းတစ်ခုလည်းမှသွားရင်ရနေပြီးတော့ဘာကိုတွေ့လဲဆိုမြီးတကောင်ကိုတွေ့တယ်ဆိုလို့ရှိရင်အာပါတရားနဲ့သူကမြီးရဲ့အနာကိုထွက်ပြီးသွားပြီးဟိုနားလည်းရောက်တော့စကားဆိုတော့တာပေါ့အဆွေမြီးကျွန်တော်အသင်းကိုလိုက်ရှာနေကြတာတတော်လုံးကိုဖက်ကိုမောနေတာပဲဟဲ့ဘာဖြစ်လို့မင်းကငါ့ကိုလိုက်ရှာတာလဲလို့မေးတဲ့အခါကျတော့ချင်းသေးမင်းကြီးကအဆွေမြီးကိုအတွင်းရင်မှုခန့်ကျင်လို့ပြောတယ်ဆိုတော့မြီးကလည်းနှစ်ခါပြန်မစင်းစားဘူးပေါ့ကွာအဲ့တော့ဟေးဟုတ်လားဗောငါ့ကိုအတွင်းရင်မှုခန့်မှာဟုတ်လားမင်းရောချင်းသေးကြီးနားမှာနေရတာအဆင်ပြေလားလို့မေးလိုက်တဲ့အခါကျတော့မြေခွေးကလည်းအဆင်ပြေပါတယ်အဲ့တော့ကဲလာမြန်သာလိုက်ခဲ့တော့အချိန်မရှိဘူးဟိုမှာချင်းသေးကြီးစောင့်နေပြီဆိုတော့မြီးကလည်းအောင်မေးပြီးလိုက်လာတာဗောချင်းသေးနားကိုရောက်တယ်ဆိုလို့ရှိရင်မချင်းသေးကအလွယ်တကူမြီးကိုဖမ်းပြီးတော့ကြိုက်တက်ပြီးတော့ကြိုက်တက်လိုက်တာပေါ့ကွာအဲ့မှာကြိုက်တက်လို့သေးသွားပြီဆိုလို့ရှိရင်ပဲချင်းသေးကြီးကအသက်ကလည်းကြီးတာလဲတကြောင်ယောဂဖြစ်လို့မောနေတာလဲကြောင်မြေခွေးကိုကဲမင်းဟောဒီမြီးကိုခဏစောင့်ထားလိုက်အောင်ဘလူးမလာပြီးမယူအောင်ငါသွားပြီးတော့ရေတောက်လိုက်အောင်မယ်ဆိုပြီးချင်းသေးကြီးကထွက်သွားတယ်ချင်းသေးကြီးထွက်သွားလိုက်တဲ့အချိန်မှာမြေခွေးကဘာကိုတွေးလဲဆိုတော့ငါချင်းသေးကြီးနားမှာနေလာခဲ့တာတခါမှအသားကောင်းမစားဘူးအယိုးပဲကြိုက်ကြတယ်အခုဒီသားကောင်ကလည်းငါရှာဖွေလာတာဖြစ်တဲ့အတွက်ငါရဲ့လောကလည်းပါတယ်အဲ့တော့ငါဒီမြီးရဲ့အုံနောက်ကိုငါစားတဲ့နဲ့ငါနဲ့စားထိုက်တယ်ဆိုပြီးတခါတည်းမြီးရဲ့အုံနောက်ကိုဖောက်ပြီးစပလိုက်တော့တာပေါ့အဲ့ဒီအချိန်မှာချင်းသေးကြီးကပြန်လာတယ်ဆိုလို့ရှိရင်မြီးမှာအုံနောက်မရှိတာကိုတွေးတဲ့အခါကျတော့မြေခွေးကိုမေးတော့တာပေါ့ဟာဟဲ့ကောင်ဘယ်လိုဖြစ်လို့မြီးမှာအုံနောက်မရှိတော့တာလဲလို့မေးတဲ့အခါကျတော့မြေခွေးကပြပြတယ်လဲနဲ့အဆွေချင်းသေးမီးစဉ်းစားကြည့်ပါကျွန်တော်ဒီလိုလဲပြပြီးတော့ခေါ်လာတာကိုမြီးကအလွယ်တကူလိုက်လာတာဖြစ်တဲ့အတွက်ဒါဟာဥနောက်မရှိလို့သာလေကျွန်တော်ပြောတဲ့စကားကိုယုံကြည်တာပေါ့ဒါကြောင့်မလို့သူ့မှာဥနောက်မရှိပါဘူးလို့ပြောလိုက်တဲ့အခါကျတော့ချင်းသေးကြီးကလည်းအေးပေါ့ကွာကောင်းပါပြီဆိုလဲပြီးတော့သူတို့နှစ်ယောက်ကအဲ့ဒီမြီးကိုစားကြတယ်ပေါ့ကွာအဲ့ဒီမှာဇလန်းလေးကပြီးဆုံးသွားတယ်တို့အတွက်ဒီဇလန်းလေးကဘာတွေကိုရတယ်လဲဆိုတော့လေချင်းသေးကြီးကိုပဲတို့တစ်ချက်ကြည့်မယ်ဆိုလို့ရှိရင်ချင်းသေးကြီးကသူ့အနားမှာနေတဲ့တပည့်ကိုအစားကောင်းတွေမကျွေးဘဲနဲ့အယိုးကောင်းတွေပဲကျွေးထားတော့ဒီလိုမြေခွေးလိုတပည့်မျိုးကိုရရှိတာမဆန်းဘူးပေါ့တို့လည်းထုံနေတူသွားပဲတို့ပတ်ဝန်းကျင်ကလူတွေတို့အနားကလူတွေတို့ရဲ့လုပ်ဖို့ကင်ဘက်တွေကိုတို့အယိုးနဲ့တူတဲ့အရာတွေကိုပဲကျွေးနေမယ်ဆိုလို့ရှိရင်မြေခွေးနဲ့တူတဲ့တပည့်တွေကိုပဲလူတွေကိုပဲမိတ်ဆွေတွေကိုပဲတို့တွေရရှိမှာပဲဖြစ်ပါတယ်ထို့အတူပဲမြေခွေးကိုလည်းပြန်ကြည့်မယ်ဆိုလို့ရှိရင်သူ့ရဲ့ရည်ရွယ်ချက်တွေကိုကတကယ်တမ်းကျတော့ကောင်းခဲ့တာမဟုတ်ဘူးလေတင်ယူလိုစိတ်တွေတပည့်ကောင်းစိတ်တွေသူ့မှာမရှိလေတော့သူကလည်းဆရာကောင်းနဲ့တွေ့ဖို့ဆိုတာအမတန်မဖြစ်နိုင်ဘူးလေအဲ့တော့သူ့လိုစေတနာစိတ်ထားကောင်းမရှိတဲ့တပည့်ဟာဒီလိုဆရာမျိုးနဲ့တွေ့တာဘယ်ဆမ်းမလဲဒါကြောင့်မလို့တို့တွေဟာကိုယ်ဆရာကောင်းသည်ဖြစ်စေမကောင်းသည်ဖြစ်စေတို့တွေကတပည့်ကောင်းဖြစ်အောင်ပဲတို့တွေကနေရမှာလို့တော့ချစ်ဆွေကြီးကတော့မြင်တာပေါ့ကွာအဲ့တော့ချစ်ဆွေကြီးမှာစောင်းပုတ်တစ်ခုရှိတယ်ချစ်ဆွေကြီးရဲ့သားလေးတွေကိုလည်းအမျက်ဆုံးမလေးရှိတယ်အဲ့ဒါကတော့ဘာလဲဆိုတော့သူတစ်ပါးကမကောင်းဘူးထင်မင်းကင်းအောင်နေပါအေးတကယ်လို့မင်းဘက်ကမကင်းနိုင်ဘူးဆိုလို့ရှိရင်တော့မင်းကောင်းအောင်နေပေးလိုက်ပါဆိုတဲ့စကားလေးလိုပဲတို့တွေကသမားတွေမကောင်းတဲ့လူတွေလည်းတို့ဘဝမှာတွေ့နိုင်တယ်လေအဲ့ဒါလို့ဆိုလို့ရှိရင်တို့တွေကကင်းအောင်နေရမှာပဲဖြစ်တယ်တကယ်လို့တို့တွေကမကင်းနိုင်ဘူးဆိုလို့ရှိရင်တော့တို့တွေကကောင်းအောင်ပဲနေရမှာမဟုတ်ဘူးလားဒါကြောင့်မလို့ညီကိုလည်းတစ်ချက်ပြန်ကြည့်မယ်ဆိုလို့ရှိရင်ညီကသမားပြောတိုင်းယုံတာဘာကြောင့်သမားပြောတိုင်းယုံတာလဲဆိုတော့သူ့မှာစဉ်းစားနိုင်တဲ့အကောင်းဆုံးအကြောင်းကျိုးကိုဝေဖန်ပိုင်းခြားနိုင်တဲ့ဉာဏ်မရှိလို့ပဲမရှိတဲ့သူတွေဟာဒီလိုပဲကွာတမန်ပြောတမန်ကိုယုံကြတယ်အဲ့တော့အကောင်းဆုံးအကြောင်းကျိုးပိုင်းခြားနိုင်တဲ့ဉာဏ်ရှိဖို့ဆိုရင်တို့မှာဘာတွေလိုအပ်လဲဆိုရင်ဘုဟုတုတ္တတွေလိုအပ်တာပေါ့
အဲ့တော့ဘုဒ္ဓတွေကိုဘလို့ဖြစ်တီးမလဲဆိုလို့ရှိရင်ဘုဒ္ဓကိုဖြစ်နိုင်တဲ့အကြောင်းတရား၄ပါးရှိပါတယ်အဲ့ဒါကတော့ဘာလဲဆိုတော့ကြည့်ရှုခြင်းခုလိုလူစာအုပ်ဖတ်တယ်ပေါ့ကွာခုလိုစကားပြောတာတွေကိုနားထောင်ခြင်းနောက်တစ်ခုကျတော့ဓာတ်ရိုက်စားဖတ်ခြင်းနဲ့ခီးသွားခြင်းတို့ပဲဖြစ်ပါတယ်ဒါကြောင့်မလို့ကိုညီလေးတွေဟာဘုဒ္ဓတွေကိုဖြစ်တင်းပြီးတော့ဘဝမှာညီလိုပဲပြောတိုင်းမယုံတဲ့လူတွေဖြစ်အောင်စူးစမ်းပြီးတော့နောက်တစ်ချိန်မှာခေါင်းဆောင်ကောင်းဖြစ်အောင်ဒီကနေ့ကစပြီးတပည့်ကောင်းအဖြစ်သင်ယူပါလို့ချစ်စွေရဲ့ညီလေးတွေကိုချစ်စွေကြီးကအကြံလေးပေးခြင်းပါတယ်နော်